တကယ်လို့မိတ်ဆွေဟာတကဘာလုံးမှာလူသိများတဲ့အားကစားသမားတစ်ယောက်ဖြစ်မယ်။တင့်နာမည်ကိုလူတိုင်းကသိမယ်။ငွေကြေးချမ်းသာမယ်။လူတိုင်းအားပေးတဲ့သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ဘာလုပ်မလဲလဲ။ City Strat Charlie ဆိုတဲ့လူငယ်တစ်ယောက်ရဲ့ဘဝမှာတော့ဒါရီယာပြည့်စုံနေခဲ့ပါတယ်။သူဟာ1800ခုနှစ်ဝန်းကျင်မှာအင်္ဂလန်မှာနာမည်ကြီးရဲ့ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။နာမည်ကြီးပေါ်ရီမာကစားရီနာမည်ကျော်ရုပ်ရှင်မင်းသားတွေနဲ့တငယ်ချင်းဖြစ်တယ်။လူချင်းတဲ့အရာတွေအားလုံးရရဲ့ဘဝကိုပိုင်ဆိုင်ခဲ့တာပါ။ဒီနေ့မှာတော့အဝွန်ကယ်လီစီယာတယောက်ကချာလီတို့အိမ်ကိုလာလိမ့်နဲ့တည်င်းကောင်းဝင်ငှလိုက်ပါတယ်။ခဏတွင်းမှာချာလီကခရစ်တော်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခဲ့တယ်။သူဟာနာမည်ကျော်ကြားမှုတွေစီးစဉ်ဥစ္စာတွေဟာတကယ်ပျော်ရွှင်မှုမပေးဘူးဆိုတာသိလာတယ်။ပြီးတော့လူသည်ဤဆက်ကြဝလာကိုအကျွင်းမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ဆုံးရှုံးလို့ရှင်အပေကျေးဇူးရှိမနည်းဆိုတဲ့ကျမ်းပိုက်ကိုဖတ်ပြီးတဲ့အခါမှာခရစ်တော်မပါရင်ဘာအတိတ်ပဲရှိမလဲဆိုပြီးစဉ်းစားခဲ့ပါတယ်။အဲ့တော့ချာလီရဲ့လုပ်ရက်ကလူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတယ်။သူ့ရဲ့အားကစားသမားဘဝကိုစွန့်လွတ်ပြီးတော့သူ့ဘဝကိုပို့ပြီးအရေးကြီးတဲ့အရာတွေတုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကတော့ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုကဘာတဝမ်းမှာရှိတဲ့လူတွေကိုပြောပြဖို့ပါပဲဒီလိုနဲ့ပဲသူဟာသတင်းကောင်းဟောစာပြုတ်နေခဲ့ပါတယ်ဒါနဲ့နေမကျေနပ်ပါဘူးချာလီယာယေရှုအကြောင်းမကြားဘူးတဲ့ကဘာရက်ကနေရာတွေကိုတွားချင်ခဲ့တာပါအရှင်ဆုံးသူဟာတရုတ်ကိုတွားလိုက်တယ်တင်မောနဲ့မိုင်မောင်းများစွာခီးတွားပြီးတဲ့အခါမှာအစားအစာဘာသာစကားရိုးရာဓလေ့စိန်ခေါ်မှုတွေကိုတွေ့ရပါတယ်ဒါပေမဲ့လက်မလျှော့ဘဲနဲ့နှစ်ပေါင်းများစွာတရုတ်ပြည်မှာနေပြီးတော့လူတွေကိုကူညီယေရှုအကြောင်းပြောခဲ့တယ်နောက်ပြီးတော့သူဟာအိန္ဒိယပြီးတော့နောက်ဆုံးသူတက်ရွယ်ကြီးလာတဲ့အချိန်မှာအာဖရိကကိုသွားခဲ့လိုက်ပါတယ်။ကွန်ဂိုဆိုတဲ့တောတွေကိုဖျက်ရပြီးတဲ့အခါမှာတော့တောအုပ်ထဲမှာတရိတ်ဆန်ရဲ့အန်ဒီရဲ့ယောဂမျိုးစုံလေးကြုံခဲ့ရပါတယ်။ဒေတာခန်တွေကလူဖြူတွေကိုမတွေ့ဘူးပါဘူး။ဒီရာသူ့ဘဝရဲ့အကြီးမားဆုံးစွန့်စားချက်တစ်ခုပါပဲ။ချာလီယာအထီးကျန်ပြီးတော့မကြခဏဖျားတယ်။အစာပြက်လက်မှုတွေလည်းကြုံခဲ့ရတယ်။ဒါမဲ့သူဟာရှေ့ဆက်ပြီးတော့လူတွေကိုမြတ်တာပြပြီးအစုံအထိကိုတည်င်းကောင်းဝင်ငှတယ်။နှုတ်ကပတ်တော်တင်ကြပြီးပြီးတော့သူကဘဝတစ်ခုပဲရှိပါတယ်။မကြခင်မှာကုန်ဆုံးတော့မှာပါ။ခရစ်တော်အတွက်လှုပ်ဆောင်ခဲ့တဲ့အရာတွေကတည်တတ်နေမေးဆိုပြီးတော့ပြောခဲ့ပါသေးတယ်